Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Dukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panama Mizinam Edina Disa Vosena Hotumi Zayamigalam Arabhayana Dukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panama Mizinam Edina Disa Vosena Hotumi Zayamigalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudhaito Araham Segwaya Yadita Naimagamu Kilida Agudu Nijiro Gule Puludo Mamubetado Arahavadana Nidagwadamaya Dogilida Rumaki Wizijero Mubetado Bayada Zayaduyam Piano Guadada Omino Mubetado Dukada Gaundo the Gago Suro Mudadado Dukada Gaundo Nibando Leve Juadwaro Mudadado Amidam Manashado Gono Bonele Pizono Mubetado Vidyayaga Sajido Kilida Muniji Maki Wido Mubetado Lalita Yonjido Chowdwebi Gumyu Sambe Tinedo Mubetado Adulam Dila County Tamatini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubetado Serena Nebayo Joe Jingoni Pizono Mubetado Tibu Badama Bawaduma Bonduma Dunai Kilida Pumiro Guji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biaswano Munaidado Dukharam Lujana Najana Nivanchanda Rugo Piro Mudadado Tarana Luna Naga the Jabyama Tadawa Vini Miabu Jiroi Atago Vayase Igam Chido Mubitado Zina Litizaba Kangola Ganga de Chatepi Namazwa Yami Objesi Amina Mudobaya Shenkuromya Jigo Aha Bayadabi Rodi Banama mi yudi piano manyoju yue gogrova imyaswabaya Mayam Bayadabido Maruti Banama ma yudi piano manyoju yue gogrova imyaswabaya Edina Disamusina, Idonota Bodo Latapin, Homas was Soyare was in this as a gajam. Edina Disamusina, Idobayashi, Goromia Jibi, Arahambai, and Asia, Sashido, Gunoruni, Yezono Mubabe, Lumangas was Soyare was in this as a gajam. Me Junua Magam, Janodua. Zaya Migalam Nabia Dwimbi Bian Siwe Louis and Udamiadi Piwa Sonswa Sando Tato Auya Amu Aung Jong Beauty Aung Suyerana Aung Jinji Migalati Hodu Moja Madri Piba Zidati Payadvi Doti
တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမှာစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တ
တန္တရာမှာစား၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ဘော၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား